အေးနင်းလဲအောင်လေးနဲ့ဖြစ်သူဖြစ်နေကြပြီလား ဟမ်ဟုတ်လေမင်းကဒီနောက်အချိန်ကဘာပြောမို့လဲ ငါနဲ့ပြောစရာရှိတယ်ဒါပေမဲ့ငါ့ကိုစိတ်တော့မဆိုးနဲ့နော် မင်းကဘာပြောမှလဲမငါမသိတာစိတ်ဆိုးလို့ဆိုမှာပေါ့ ငါနဲ့ချင်းနေတယ် ဟာဟုတ်လေနင်ကဘာပြောနေလဲနင်နဲ့ကဟိုးငယ်ငယ်လေးတွေကပေါင်းလာတဲ့တငယ်ချင်းတွေနော် ငါနဲ့ကိုအတီးပြောနေတာ ငါလည်းဘာပြောလို့လဲတောင်းတော့ ဟာနင်းတော့ငါလိုက်မယ်လေ ဖြစ်သူရတော့မဖြစ်ကြသေးပါဘူးဒါပေမဲ့အောင်လေးကငါ့ကိုချေးဆိုထားတာတော့ကြာပြီနင်အောင်လေးဘက်မှာဘယ်လိုစိတ်ထားလဲဆိုတာဒီရတော်တော်လို့ငါအကုန်သိပြီပါဘူးငါတို့တငယ်ချင်းတွေစိတ်ဝမ်းကွဲရမှာဆိုလို့ငါတို့ခုထိဖြစ်မပြရသေးပါဘူး သူနေရဒီနဲ့အောင်လေးကိုဖျားဖို့မှတွေးလိုက်ရတော့မစိတ်ဒီဘာဖြစ်အောင်မှမသိဘူးဟာ နင်ကလည်းနင်တို့ကဖြစ်မှမဖြစ်နိုင်တာသူကနင်တို့ကယောက်ျားချင်းလေ သိငါအောင်လေးကိုချစ်မိတာမှားပါလားယင် ငယ်ချင်းရဲ့ဟာအောင်လေး ဟုတ်တယ်မင်းကြမင်းထားလိုက်တော့အိမ်မဆိုင်ရတော့ အေးရဆိုလေလာကွာ ဟောခေါင်းလေးတော့ပြေးပါအောင်ကွာ ရောပြင်မလိုက်ရကွာ အေးကွာငါလည်းဒီနေ့ဓာတ်ပုံနေရရတာကွာပြင်မလိုက်တာ ငါထူးလေကွာငါလည်းအဲ့ဒီဒီညပြီးလောက်ရခေါင်းလုံးကြိုက် အော်အေးပါအော်ဒါနဲ့မင်းကဒီညကျမှငါ့ရင်မှာဘာလို့လာရတာလဲ ကွာမပြန်နိုင်တော့ဘူးကွာမင်းကျုံလို့ကွာလုပ်ရရှုံနေတော်ကွာအဲ့တော့ အေးပါကွာငါတို့ကတငယ်ချင်းနေပဲငါ့ရင်မှာအချင်းမင်းလာအိတ်လို့ရပါတယ်